လာပါကဲဒီသတင်းကတော့နည်းထူးခြားတယ်ပေါ့နော်ခေါင်းစဉ်ရေးထားတာတော့တရားမမြင်ဖူးတဲ့ကနဖောရက်ကွက်ကတော်သီးတွေတဲ့ကဲတရားမမြင်ဖူးတဲ့ကဲနော်တရားမမြင်ဖူးတဲ့ကနဖောရက်ကွက်ကတဲ့ကဲဒီဗီဒီယိုကိုကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်နော်အဲ့အောင်မင်းတို့ဗမာပြည်ကလူတွေတတ်တာတော့မမြင်ဘူးလားလက်ဓာတ်တက်ဖွင့်ပွဲကိုရန်ကုန်ကနေရှင်းရှင်းလျှောက်ပြီးတော့လူအုပ်ကြီးနဲ့တွားကြည့်ရတာတဲ့တွားကြည့်ကြတာတဲ့ရှဲပုံလိုက်တော့ကွာမြန်မာပြည်တော့ဖြစ်ရတာဟဲ့အောင်ကဘာကြီးကလက်ကဘာတက်နေပြီနော်အိမ်ကြီးနဲ့နိုင်ငံတွေကတိုးတက်ပြီးတော့လက်ကဘာကိုတက်နေပြီမင်းတို့ဗမာပြည်မှာမျိုးကွာထူးထူးဆန်းဆန်းအဲ့တံတားတဲ့စနဲ့တိုင်ပတ်နေတယ်ဟဲ့အောင်မင်းတို့ကောင်တွေတံတားမမြင်ဘူးလားတံတားမမြင်ဘူးရထိုင်းနိုင်ငံမှာလာကြည့်နော်အဲ့မေအောင်ရတံတားတို့မေအောင်ရထားတို့မိုးပြန်ရထားတို့ထိုင်းနိုင်ငံမှာဖက်ခရောမြစ်ကိုဖျက်ထုတ်တော့တဲ့ကျိုးတော်တာဟာအဲ့ဒီလက်ဓာတ်တော်တဲ့ရှည်တယ်လာကြည့်မမြင်ဘူးရလာကြည့်နော်ဘလို့ကောင်တွေလဲကွာဒါပေမဲ့ထိုင်းလူမျိုးတွေအဲ့တံတားဖွင့်ဖို့လေမကြင်ညာဘူးအောင်ပွေးလေးမခံဘူးကြွားလေးမကြွားဘူးမင်းတို့ဗမာပြည်မှာမျိုးကွာဖုံးဖွဲချင်းလိုက်ရင်လက်ဓာတ်တော်တက်လာတာစောင်းလုံးတွေနောက်လာပြီအောင်ပဲနောက်လာပြီဘာတွေကောင်လည်းမသိဘူးထွီးကဲဗမာပြည်ကလူတွေတော့အပြောခံလိုက်ရရင်နော်ဟုတ်တယ်နော်ဒီပဲကြည့်အောင်စဉ်းစားစရာဒီတရားဒီလောက်ကြီးထူးခြားလည်းမဟုတ်နော်ထူးခြားတာဆိုတော့လုံးဝ special လာပကြီးမမခန်းနာလောက်ထားလည်းမဟုတ်တော့အဲ့ဒါပဲတို့မြန်မာတွေကခုနသူပြောသလိုပဲထိုင်းနိုင်ငံမှာအများကြီးရှိတယ်ထိုင်းနိုင်ငံမှာကြည့်ချင်းထိုင်းနိုင်ငံလာကြထိုင်းနိုင်ငံဒီထက်တောင်မှရှေ့သေးတယ်ဘာဖြစ်ပေါ့ကွာတို့နိုင်ငံတိုးတက်တော့ဒီလိုအစင်မဲပေါ့ကွာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ BNKB ရှုလန်းချမ်းမြေ့ကြပါစေ bye bye